မင်္ဂလာပါဒီဗီဒီယိုမှာတော့ Shift Register 74AC595IC အကြောင်းတင်ပြသွားပါမယ် Shift Register 74AC595IC အကြောင်းမစခင်ပထမဦးစွာ Register တစ်ခုအကြောင်းပြောကြရင်းနဲ့ညီတန်းစလိုက်ကြရအောင် Register တစ်ခုဟာ data တွေသို့လောင်သိမ်းဆည်းနိုင်တဲ့ device တစ်ခုဖြစ်ပြီး flip-flop တွေနဲ့တည်ဆောက်ထားပါတယ် flip-flop တစ်ခုဟာအခြေခံအကျဆုံးမှတ်ဉာဏ်သိမ်းဆည်းတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီး data 1 bit ကိုသို့လောင်နိုင်ပါတယ် 4-bit register တစ်ခုမှာ flip-flop 4 ခုပါဝင်သလို 8-bit register တစ်ခုမှာလည်း flip-flop 8 ခုပါဝင်ပါတယ် flip-flop တွေမှာလည်းအမျိုးအစားကွဲပြားမှုရှိပါတယ် SR flip-flop, JK flip-flop, D flip-flop နဲ့ T flip-flop တို့ဖြစ်ပါတယ် ဒီ Shift Register 74AC595IC မှာတော့ဒီ flip-flop တွေကိုသုံးထားပါတယ်ဒါကြောင့်ဒီ flip-flop တွေအကြောင်းဆက်လက်လေ့လာကြအောင်နော်ဒါကဒီ flip-flop ရဲ့သင်္ကေတပုံစံပါ Data input D မှာ0သို့မဟုတ်1 input ပေးပြီး clock signal ကို1ပေးလိုက်ရင် output မှာ0ဒါမှမဟုတ်1 output ရမှာဖြစ်ပါတယ် input D ကို1ပေးပြီး clock ကိုလည်း1ပေးလိုက်လို့ရှိရင် output ကျူမှာ1ရမှာဖြစ်ပါတယ်အခုတခါတော့ input D ကို0ပေးပြီး clock ကို1ပေးလိုက်လို့ရှိရင် output ကျူမှာ0ရပါမယ်အခုဒီ flip-flop 4 ခုကိုအစဉ်လိုက်ဆက်ကြည့်ကြပါစို့ဒီ flip-flop တစ်ခုရဲ့ output ကနောက်တစ်ခုရဲ့ input ဖြစ်နေတာကိုတွေ့ရမှာပါ clock signal ကိုတော့အားလုံးကမျှသုံးပါတယ်ဒီတစ်ခါတော့ serial input data 0001 ကိုဒီ 4-bit register မှာ input လုပ်ကြည့်ကြရအောင်ပထမ flip-flop input ကို1ပေးပြီးတော့ clock ကိုလည်း1ပေးလိုက်လို့ရှိရင်အဲ့ဒီ data 1 က output ကိုရွေးသွားပါမယ်အဲ့ဒီပထမ flip-flop output ကဒုတိယ flip-flop ရဲ့ input ဖြစ်သွားပါမယ်ဆက်ပြီးတော့ clock ကို1ထပ်ပေးလိုက်ပြီး data ကိုတော့ input မသွင်းမဲ့0 input ဖြစ်ထားလိုက်ရင်ပထမ output 1 ကဒုတိယ flip-flop ရဲ့ output ဖြစ်ရွေးသွားပြန်ပါတယ်အဲ့ဒီဒုတိယ flip-flop output ကတတိယ flip-flop input ဖြစ်သွားပါဦးမယ်နောက်တစ်ခါထပ်ပြီးတော့ clock ကို1ပေးလိုက်ပြီး data input ကို0ပေးလိုက်ရင်အရင်ဆုံးသွင်းထားတဲ့ data 1 ကတတိယ flip-flop output နဲ့ stored flip-flop ရဲ့ input ဖြစ်ရွေးသွားပြန်ပါတယ်နောက်ဆုံးအနေနဲ့ clock ကို1 data ကို0ထပ်ပေးလိုက်လို့ရှိရင်ပထမဆုံးသွင်းထားတဲ့ data 1 က stored flip-flop output ဖြစ်ရွေးသွားပြန်ပါတယ်အဲ့ဒီလိုနဲ့ data တွေက shift ဖြစ်နေကြလို့ shift register လို့ခေါ်ကြတာပါအခု output တွေအားလုံးမှာကျွန်တော်တို့ input သွင်းခဲ့တဲ့အတိုင်း0001 data ကိုရရှိပါမယ်အခုဆက်လက်ပြီးတော့ shift register နဲ့ output data တွေကိုထိမ့်ပေးမဲ့ let's တွဲထားပုံကိုဆက်လက်တင်ပြပါမယ် input data 1101 ကို 4-bit register မှာ input သွင်းပြီးတဲ့နောက် let's လုပ်ပြီးတဲ့ output data ကိုကြည့်ကြရအောင်အခုဒီပုံမှာတော့ data input ဝင်လာပေမဲ့ clock signal က0ပဲဖြစ်နေတော့မို့ output ထွက်သေးပါ clock signal 1ဖြစ်သွားတဲ့အခါ output ကလည်း1ဖြစ်သွားပြီးအဲ့ဒီ output ကို D0 register မှာယာယီသိမ်းထားပါတယ်ဒီတစ်ခါတော့အစဉ်လိုက်ဝင်လာတဲ့ input က0 clock က1ဖြစ်လို့အဲ့ဒီ output 0 ကို D0 မှာသိမ်းပြီးအရင်သိမ်းထားတဲ့ output 1 က D1 စီရွှေ့ပြီးသိမ်းသွားပါတယ်နောက်ထပ် input က1 clock ကလည်း1ဖြစ်လို့အဲ့ဒီ output 1 ကို D0 မှာသိမ်းပြီးပထမဆုံး output 1 က D2 ဒုတိယ output 0 က D1 ကိုရွှေ့သွားကြပါတယ်နောက်ဆုံး input 1 ဝင်လာပါပြီ clock ကလည်း1ဖြစ်လို့အဲ့ဒီ output 1 ကို D0 မှာသိမ်းပြီးပထမဆုံး output 1 က D3 ဒုတိယ output 0 က D2 နဲ့တတိယ output 1 က D1 ကိုအသီးသီးရွေ့သွားကြပြီးယာယီသိမ်းထားပါတယ် input data တွေပြီးသွားပါပြီ clock ကလည်း0ဖြစ်သွားပြီမို့နောက်ထပ် data အသစ်မဝင်သေးပါမူလ data 1101 ကတော့ let signal ကို1ပေးလိုက်တဲ့အခါ output data 1101 ဖြစ်သွားပါပြီဤနည်းအားဖြင့် shift register တွေမှာ data တွေကိုရွှေ့ပြီးသိမ်းဆည်းသိုလှောင်ကြပါတယ်အခုကစပြီး shift register 74AC595 အကြောင်းလေ့လာကြပါမယ်ဒီပုံကတော့ Shift Register 74AC595 ရဲ့
pin configuration ကိုပြသထားခြင်းဖြစ်ပါတယ် pin number 8က ground pin ပါ pin 16က VCC pin ပါ pin 14က data in pin ပါ pin 13က output enable pin 12ကတော့ latch pin ပါ pin 11က clock pin 10က reset pin 9ကတော့ clock out pin ဖြစ်ပါတယ်ကျန် pin များကတော့ output pin များဖြစ်ကြပါတယ်ဒီပုံကတော့ 8-bit shift register 74AC 595ရဲ့သင်္ကေတပုံဖြစ်ပါတယ် input က3ခု data in clock in နဲ့ latch တို့ဖြစ်ပြီး output က8ခု Q0 ကနေ Q70 ဖြစ်ပါတယ်အခုကစပြီး shift register 74AC 595ရဲ့အပြင်မှာအလုပ်လုပ်ပုံကိုဆက်လက်လေ့လာကြရအောင်ဒါကတော့ 8-bit shift register 74AC 595IC ပါ 10K resistor 4လုံးနဲ့330 ohm resistor တစ်လုံးပါ10 microfarad 25 volt capacitor တစ်လုံးပါ 0.1 microfarad capacitor တစ်လုံးပါ push button 4ခုနဲ့ LED 8လုံးပါဒါကတော့အခုစမ်းသပ်ကြည့်မဲ့ circuit ပုံပါ output Q0 ကနေ Q70 LED 8လုံးက 8-bit ကိုကိုစားပြုပါတယ် data input အတွက် push button တစ်လုံး clock အတွက်တစ်လုံး latch အတွက်တစ်လုံးနဲ့ reset အတွက်တစ်လုံးပါ reset အတွက် push button နဲ့ resistor တက်ထားပုံကကြံ3လုံးနဲ့မတူတာကိုသတိပြုပါ data in clock ကိုခက်ကြကြနှိပ်ထားရင် clock ကိုတစ်ချက်နှိပ်လိုက်ရင် input data 1မှာ latch ကိုနှိပ်လိုက်ရင်အဲ့ဒီ input 1က output 1ဖြစ်မီးလင်းလာပါမယ် data ကိုမနှိပ်ပဲ clock ကိုတစ်ချက်နှိပ်လိုက်ရင် input 0ပါ latch ကိုနှိပ်လိုက်ရင် output 0ဖြစ်သွားပြီးမီးလင်းမှာမဟုတ်ပါဘူး reset ကတော့ output တွေထွက်နေချိန်မှာသူ့ကိုနှိပ်လိုက်ပြီး latch ကိုနှိပ်လိုက်ရင် output တွေ reset ဖြစ်သွားပြီးငကိုအနေထားပြောင်းသွားမှာပါအဲ့လိုမျိုး input တွေကို1 0ဆိုပြီး clock တွေကိုနှိပ်ပြီးစမ်းသပ်ကြည့်မှာဖြစ်ပါတယ်ရှေ့မှာဖော်ပြခဲ့သလိုပဲ data clock နဲ့ latch တွေကိုလိုသလိုအသုံးပြုပြီး input data တွေကို1နဲ့0အချိန်ချင်းပြောင်းပြီး 74AC 595ကို input သွင်းလိုက်ရင် output အမျိုးမျိုးထွက်လာတာကိုအခုလိုပဲတွေ့ရမှာပါဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကနေတစ်စုံတစ်ခုအကျိုးရရှိပါစေလို့ဆုတောင်းပါတယ်အားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့